တေခိတရာတို့ရွှေတကားပေါင်းမှဝင်လိုက်ပြီးနေလမ်းဘေးဝဲရမှာပြည်သူလူကြီးသည်ဘီရင်မအားကောင်းချီးပေးကြိုဆိုနေကြသည်မှာနန်းတော်သို့ရောက်သည့်အထိတွင်ရှေ့ဆုံးမှဒုတပောင်ပင်ရဲ့စင်တော်ရက်တန်းလိုက်တဲ့ဖြင့်ပန်ထရာဘီရင်မရဲ့ရင်ထားလဲရှင်းလာ၏မင်းကြီးသည်စင်တော်ပေါ်မှဆင်းသက်ပြီးဘီရင်မရဲ့ရင်ရချာဒီသို့ကြွချီလာပါသည်ယထာထမစင်ရန်နှပြင်းနေတဲ့ဘီရင်မကိုဒုတပောင်ပင်ကလက်ကမ်းလိုက်တယ်ဘီရင်မလည်းအော်ထိတ်လိုက်ပြီးဘီရင်ကိုကြည့်လိုက်တယ်မောင်တို့လက်ကိုဆွဲကင်ပြီးစင်းတော်မူပါမှာတော့မင်းကြီးသည်လက်ကမ်းလျက်မှမိန်တော်မူသည်အမှန်စစ်စင်ယခုလိုဘီရင်မြင့်မြတ်ကဂရုတစိုက်ရှိသည်မှာဝမ်းသာစရာပင်ဂုဏ်ယူစရာပင်သို့တော်ဘတ်ထရာဘီမစိတ်ထဲမှာကျဉ်ကျပ်သွားသည်စိတ်အနှောက်အယှက်ဖြစ်သွားသည်ဒီအသက်ဒီအရွယ်အထိယောက်ျားတဦးရဲ့လက်ကိုမကင်ဘူးခဲ့သူမို့မျက်နှာတစ်ပြင်လုံးရှိန်ဖိန်သွားသည်အရွယ်မရှောင်သာတော့တစ်ဖြစ်ဘီရင်မလည်းမင်းကြီးရဲ့လက်ကိုအားပြုကယထာထက်မှဆင်းသက်လိုက်သည်ဒုရဘောင်ဘီရင်သည်ပန်ထရာဘီရင်မကိုမနှိမ့်ချမရက်ဆက်ပါအလိုလိုက်အကြိုက်ဆောင်ခဲ့သည်သို့သောပန်ထရာဘီရင်မသည်တေခိတရာနန်းတော်တွင်၌မပျော်ပိုင်းနိုင်မာမီများအတွက်ຫນွေဥရုတွင်ဆံမြဲရန်ဝေနန်းတော်မိုးရုနှင့်တင့်လျော်တဲ့ရွှေနန်းတော်စောင်းဥအတွက်မူဖယ်နန်းတော်ကို၍နန်းမသုံးဆောင်နဲ့ဆောက်လုပ်ပြီးတယ်မင်းကြီးကပန်ထရာမီများအပေါ်မှာထုံတော်မြစ်တာကြီးမားလာတော့လေပန်ထရာမီများကမူမင်းကြီးအပေါ်အမုန်းစိတ်ပွားရန်ညှိုးထားမြဲထားရပါမယ်အချိန်ကာလများတည်၍ကုန်လာသည်ပန်ထရာမီများတွင်တောင်းကောင်းရတနာလေးတစ်ပါးပွားနေလာသည်ဒုက္ခရေးခုအညီတွင်ပါတယ်ဒီခေတ္တရာသို့ရောက်လာသည်ပင်10နှစ်ရှိပြီမိမိရဲ့တက်တော်လဲ59နှစ်ပင်ပြည်တော်ပါမည်ဒီနေ့တွင်ပန်ထရာဘီမအတူလိုက်ပါလာကြသောဝူးမတ်များနဲ့တိတိစိတ်တိုင်နေတော်မူပါတယ်အရှင်မေဗျာတန်တန်တစားတင်းချိုင်းဝါကဆက်ဆုပ်ရွှရှာဝယ်ကောင်းသောဝိပစိုးစားကိုမျက်နှာတုပ်ဘဝဖြစ်ပြီးဒုရဘောင်မင်းအားဆက်တာပါကလူလာသောလက်မျက်ရှင်တော်သည်အလိုလျောက်ခွေပြောက်သွားမည်ကိုမြင်ကြောင်းပါမျက်ရှင်တော်ခွေပြောက်သည်နှင့်ဒုရဘောင်မင်းရဲ့ဘုံတကူများလည်းရှော့ကျပစ်ချီသွားမှာမဟုတ်ချမလွဲပါခင်ဗျာကောင်းပြီသင်တို့ဆိုသည့်အတိုင်းစနုပ်လက်ခံတယ်တုတ်တန်တစားပင်ញိုင်းဝါကဝိဆကိုသာသင်တို့ရှာဖွေဆက်သားလို့မိန့်လိုက်ပါတယ်ဒုရဘောင်မင်းကြီးကြွချီလာတဲ့အခါမှာတန်ဖာမီယာဟာဒီလာနဲ့သာမဟုတ်ဖြစ်ထုံထားတော့မျက်နှာတုပ်ကွာဖြူလွှားလွှားကိုမင်းကြီးအားတယိုတသေးဆက်သားလိုက်ပါတယ်မင်းကြီးလည်းတန်ဖာမီယာဟာမိမိအားချင်းရဲ့နိုးလာတဲ့ဖြင့်ယူယူရရဆက်သားသေးသည်ဟုဖြောင်းတွေးရဲ့မိဖုရားရဲ့အကောင့်ညံကိုတော့မတွေးမိခဲ့ပါဘူးထို့ကြောင့်မိဖုရားဆက်တာသောမျက်နှာတုပ်ကွာဖြင့်မျက်နှာတော်ကိုတုံးတက်လိုက်တယ်မူးမက်များတင်လျှောက်ထားတဲ့အတိုင်းပဲမင်းကြီးရဲ့မျက်လုံးတော်နှစ်ဖက်ကြားမှာရှိတဲ့လူလာတဲ့လက်မျက်ရှင်တော်ဟာမကြခင်ကွယ်ပြောက်သွားလို့တယ်မင်းကြီးအတွက်စိုးကျိုးများကတစ်ခုပြီးတစ်ခုဆက်တိုက်ဖြစ်လာတယ်ဂလုံးမင်းဆက်တာထားသောတန်မြတ်နေလေးများကြားမင်းပေးသောအရိမာလန်နှင့်သီလဝင်ကြတာနတ်စစ်တွေများကွယ်ပြောက်ကုန်တော့တယ်မင်းကြီးရဲ့ခေါင်းလောင်းကြီးပြီလေအေယာဝရီနေတွင်တို့ကြာသွားတယ်ခေါင်းလောင်းကြီးမှာညီမကြီးကလေးဆိုရင်ခေါင်းလောင်းကြီးထဲမှာမိချောင်း69ကောင်နေနိုင်တယ်လို့ဆိုပါတယ်ခေါင်းလောင်းကြီးကိုတီးလိုက်ရင်နားမခံတော့အောင်စူညံတယ်အခုမင်းကြီးဘုံတကိုနှိမ့်ချသွားသည့်အချိန်မှာခေါင်းလောင်းကန်ကိုတိပခံနိုင်သောသူများကတိတိစိတ်လာရောက်ကခေါင်းလောင်းကြီးကိုအေယာဝရီမြစ်အတွင်းသို့ဆွဲချသွားကြတယ်ခေါင်းလောင်းကြီးကျသွားနေရမှာဝဲကြော်ကြီးဖြစ်ပြီးမပြတ်လေနေတယ်ခေါင်းလောင်းဝဲဟုလည်းယခုအခါမှာခေါ်စမဲ့ပြုကြပါတယ်ဒုတဘောင်ဘီငါမူပန်ထွာမီများအပေါ်မှာအပြည့်မမြင်ဒဇန်ကြီးမြမြစ်တာမပြတ်ချစ်မြဲချစ်လျက်အလိုလိုက်မြဲလိုက်လျက်ပင်ဒ
ဒုတဘောင်ပြီးရင်ဘုံတကုနေကြသွားသည်ကိုပန်ထွာမိဖုရားဟာဝဲမြောက်ဝဲသာဖြစ်ရတယ်။နှစ်အလားလားကြံစီခဲ့ရတဲ့အကြံအစီအခုမှပဲအောင်မြင်တော့တယ်လို့တွေးတယ်။တွေးရင်ပီတိဖြစ်ရပြန်တယ်။ပန်ထွာပြီးမှလိုက်ပါလာကြတဲ့မင်းမူရန်နန်းတွင်သားများကလည်းမိမိတို့ဘုရင်မကိုသိမ့်ပိုက်ရုံများမကပန်ထွာပြီးကြီးပြချပျက်စီးသွားအောင်ထူကျဲလာတဲ့ဒုတဘောင်ပြီးရင်ယခုလိုဘုံတကုနေကြသွားတာကိုဝမ်းမြောက်ဝမ်းသာဖြစ်နေကြတယ်။သို့တော့မကောင်းမှုလုပ်သောသူသည်မကောင်းကျိုးကိုသာရရှိသည်ဆိုသောတရားတော်ကိုပန်ထွာမိဖုရားမေ့လျော့နေသည်ကတော့အမှန်ပါပဲ။အခြားသောမိဖုရားများနဲ့ဒီခေတ္တရာနန်းတွင်သူနန်းတွင်သားများဟာပန်ထွာမိဖုရားအပေါ်မှာမကြည်မနှံဖြစ်ကြပေမဲ့ထုတ်ကုန်မပြောကြပါဘူး။မိမိတို့ဘုရင်မင်းကြီးကိုယ်တိုင်ကပန်ထွာမိဖုရားအပေါ်အပြစ်မမြင်မြေသူများမဆန့်ကျင်ကြရပဲယူသည်မြဲယူသည်ကြ၏ရှင်ကျေးတိမ်မွေးသာဆက်ဆံကြ၏တနေ့ထိုတနေ့သည်မိမိရဲ့နောက်ဆုံးနေ့ဖြစ်သည်ကိုပန်ထွာမိဖုရားမသိရှာပေတေခိတရာနန်းတော်မှအပြုကလေးနှစ်ယောက်သည်ရွှေလင်မန်းနဲ့ထည့်ထားတဲ့တကြားသည်များဝက်မြေစာအုပ်များကိုပန်ထွာမိဖုရားထံလာရောက်ဆက်ပါကြတယ်တီတီမှုများကိုဗိဒ္ဓနိုးအခြေရန်ကလေးများကရွှေကလတ်ထဲသို့လဲလှယ်ထည့်ပြီးနောက်ဒီခိတ္တရာပြုတော်ကလေးများသည်မိဖုရားကိုခုခိုက်ကြော့ပြီးပြန်သွားကြတယ်။ပွဲတော်ဒီချိန်မှာစောစောကလာရောက်ဆက်သထားတဲ့ကြားသည်များဝက်မြေစာအုပ်များကိုပန်ထွာမိဖုရားဟာမိချိုက်စွာစားသုံးတော်တယ်။ပွဲတော်ကြားကိုမသိဆဲမိမှာပဲပန်ထွာပြင်းမသည်ရှင်တော်ကိုလက်နဲ့ဖိပြီးဒီရင်တရားဖြစ်သွားတယ်။မိမိတို့ရဲ့တခင်မအစာစိတ်သိမ့်မိကိုအထင်းတော်ကြီးမိသိလိုက်ပါပြီ။သူစားတို့မူရာတို့တမားတော်ကြီးကိုအမြင်ပြကြဆန်းဘောင်းခိုင်းနေတာလေမြင်သွားကြလို့လမ်းပြောလိုက်တယ်။တမားတော်ကြီးကိုပင်ဖို့မလိုတော့ပါဘူးမိဦးလွန်နေပြီလို့မိဖုရားကတိုးတက်စွာမိန့်ကြားတယ်။အားတင်းထားပါတခင်မဘာမှမဖြစ်စေရဘူးလို့မိဦးကတော့အားပေးပါတယ်။မိမိတခင်မမှာစီခန်းခြင်းလည်းမဟုတ်မိစာကုန်ခြင်းလည်းမဟုတ်အစိတ်သိ၍တေရတော်မြင်မှုမိဦးငိုသည်ငိုနဲ့မိဦးမငိုနဲ့အခုငါအလှည့်ရောက်ပြီကိုလိုခက်ခြင်းများကိုခံရပြီမပေါ့အမုန်းကြီးလက်တော့ပြန်ခြင်းကိုဒီဘဝမှာပဲစုံတက်လိုက်ပြီးမိဦးမိဖုရားသည်ဝေဒနာကိုခံစားရင်အတင်း၍တရားစကားဆိုသည်မကြခင်မှာပဲနန်းတွင်သမားတော်ကြီးနဲ့အတူတန်ထွာမှုမှတ်များအားလုံးရောက်လာကြတယ်။သမားတော်ကြီးဟာမိဖုရားရဲ့တွင်မြင်လက္ခဏာကိုအသေးခလိုက်ပြီးနှင့်အချိန်တောင်းနေသည်ကိုသိတယ်။သို့တော့ရလို့ရညာအသက်ကယ်ဆေးရည်ကိုအမြန်တိုက်ကြည့်တယ်။ပရိသတ်ရဲ့အကြည့်အာရုံမှာသမားတော်ကြီးရဲ့မျက်နှာပေါ်ကစုပြုံရောက်ရှိနေတယ်။အသက်ကိုပဲပြင်းမရှူဝန်ကြရှင်ဓမ္မမနဲ့သမားတော်ကြီးကတစ်ဆက်ချင်းချပေးတဲ့ဆေးရည်များဟာမိဖုရားရဲ့ဝန်းနေတို့မရနှကန်းတော်တောင်ဆုံးမှဆေးရည်များဆင်းလာတယ်။သမားတော်ကြီးဟာဝါကွန်းစားနဲ့ဆေးရည်များကိုတို့တုပ်ရင်းခေါင်းမူမြင်သာစွာခါရမ်းနေတယ်။အဲ့ဒီအချိန်မှာပဲအရင်မြင့်မြတ်ကြွချီတော်မူလာပြီလို့မင်းလူရင်တယောက်ကတင်းပို့တယ်။ပရိသတ်များလည်းတလွန်တော်အနီးမှခါပြီးတစ်ဖက်တစ်ချက်မှာလက်အုပ်ချီရဲ့ခါစားလိုက်ကြတယ်။စာရေးဆရာစိတ်ပညာရေးတတ်ထားတဲ့ပန်ထွာပြင်းမဆိုတဲ့စာအုပ်လေးကိုဖတ်ပြီးရဲ့နောက်မှာဆိုလို့ရှိရင်တော့အမုန်းတို့ဖြင့်ကလေးစားချေခြင်းမှုသည်နောက်တစ်ချိန်မှာမိသူအတွက်မှာကောင်းကျိုးချမ်းသာကိုမရရှိနိုင်ဘူးဆိုတဲ့သင်ခန်းစာကိုရရှိပါတယ်။ဆောင်းလေးကတော့ဒီတုံးလေးပေါ့ဒီတုံးလေးလည်းဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ချစ်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးပါဦး။ဒီဒေသစာနာဆိုပါတယ်ရှင်။